တနေ့မှာတော့အမျိုးသားတစ်လောက်ကမှန်တကြထဲမှာဝတ်ထားတဲ့စမ်းကျဲတဲ့နေရာလို့တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူကစူးစမ်းခြင်းစိန်နဲ့လက်ကိုလှမ်းသွင်းလိုက်တဲ့အခါမှာတော့ဟိုဘက်ခစ်ကဘယင်မကြီးရဲ့အစေခံမလီကတော့ဘယင်မကြီးသူ့ကိုနောက်ပြောင်နေတယ်လို့ထင်နေတာပေါ့။ဒါပေမဲ့နောက်လက်ကြီးလိုက်တဲ့အချိန်မှာစပွဲပေါ်ကနေလက်တစ်ဖက်ဘွားခနဲ့ထွက်လာတာကိုမြင်လိုက်ရတော့လန်လုံးလို့နေရာမှာမိတ်လဲသွားရှာတယ်။ဘယင်မကြီးကတော့ဒါကိုနဖျားတွေပေးတဲ့နမိတ်လိုယုံကြည်သွားပြီးရေခါနဲ့ရေကြဖို့မှန်းရှိမှဆူတောင်းလိုက်တယ်။ဒီဘက်ကအမျိုးသားကသူ့လက်ကိုပြန်ရုပ်လိုက်တဲ့အခါကြောက်စိမ့်ကြုတ်လူတစ်ခုနဲ့လက်ရေးစာတစ်စောင်ပါလာတာကိုတွေ့ပြီးအံ့ဩသွားတယ်။အဲ့ဒီတော့မှအထီကျေးမုံမီဟာရိုးရိုးမှမဟုတ်မှသူသိလိုက်ရတယ်။ဒါပေမဲ့ပြဿနာကသူကစားစရာဝယ်ဖို့တော့ပတ်စံမရှိတဲ့အခြေအနေရအဲ့ဒီအချိန်မှာပဲသူ့ဖုန်းတွေကိုရှေးရောင်းပစ္စည်းတွေစစ်စစ်အကဲဖြတ်တဲ့ TV အစီအစဉ်တစ်ခုကြောင့်တတိဖေးချက်ဝင်လာပါလေရောစီကန်းကရိုးရှိပါတယ်ပစ္စည်းကအတူဆိုရင်ချက်ချင်းရိုက်ခွဲပြမယ်ဒါပေမဲ့တကယ်လို့စစ်မှန်တဲ့ရှေးရောင်းပစ္စည်းကိုမှားပြီးရိုက်ခွဲမိရင်တော့တန်ဖိုးရဲ့စေးစလော်ချေဖေးရမယ်တဲ့ဗျာဒါနဲ့သူလဲကြောက်စိမ့်ရုပ်တုကိုယူပြီးပြိုင်ပွဲဝင်လိုက်တယ်မထင်မှတ်ထားတာကဒိုင်လူကြီးနေရပါသူရီသားဟောင်းနဲ့ကောင်မလေးရဲ့ရီစားအသစ်တထေးသားတို့ဖိနေတာပါပဲသူပစ္စည်းပြတဲ့အလဲလဲရောက်ရောတထေးသားကဒါအတူကြီးပါဆိုပြီးလူအများရှိပါတယ်ချက်ချင်းရိုက်ခွဲပစ်လိုက်တယ်ဒါပေမဲ့ကန်ကောင်းကျင်တော့ရှေးရောင်းသူတင်သားအတင်ဩဂဒကြီးကဒါကိုဓာတ်ရိုက်ကြည့်နေမိလေကြောင်မင်းဇက်ဆိုတဲ့ကာလာကအဖိုးတန်တထစ်အထောက်တန်းတကူဖြတ်စည်းခံလိုက်ရလို့ဒေါသထွက်ပြီးရှိုးပွဲရှိရစီတန်းဆင်းလာပါတော့တယ်ဒီကြားထဲမှာအစီအစဉ်တင်ဆက်သူကလည်းတထေးသားဘက်ကကာကွယ်ပေးပြီးရှိုးပွဲကနမဲကြီးပါအခုဓာတ်ရိုက်လွင့်နေတာပါဆိုပြီးပြောနေတော့အမျိုးသားကတော့စေစလျော်ကြီးရမယ့်ကိစ္စကိုတတိရသွားပြီးကြေးမုံပင်ကိုတုံးကလွန်ခဲ့တဲ့နှစ်2000ကျော်ကပစ္စည်းတွေထပ်ယူလိုက်တယ်တထေးသားကလည်းဘာမှမစင်စားပဲအကုန်အတုတွေအမိုက်တွေပါဆိုပြီးထက်ခါရိုက်ခွဲပေးတာပေါ့လျော်ကြီးမတေးနိုင်ဘူးဆိုပြီးညင်းနေသေးတယ်အဲ့ဒီအချိန်မှာပဲဥက္ကဋ္ဌကြီးရောက်ချလာပြီးဇက်ခွဲခံလိုက်ရတဲ့ပစ္စည်းတိုင်းကတစ်ခုကိုအနည်းဆုံးဒေါ်လာ3သိန်းတန်တဲ့ပစ္စည်းအစစ်တွေထေချောင်းအတီးပြုတ်လိုက်ပါတော့တယ်ဥက္ကဋ္ဌရဲ့သမီးကပစ္စည်း9ခုပျက်စီးသွားတဲ့အတွက်စီကအတိုင်းလျော်ကြီးစေစားပေးရမယ်လို့တောင်းဆိုလိုက်တယ်အဲ့ဒီတော့အမျိုးသားကလျော်ကြီးငွေဒေါ်လာ80ကြောင်ရသွားလာပေါ့ဗျာပြီးတော့ဥက္ကဋ္ဌကနောက်ထပ်ရှေးရောင်းပစ္စည်းတွေထပ်လိုချင်လို့ဒေါ်လာ100နဲ့ကမ်းလှမ်းတဲ့အခါအမျိုးသားကချက်ချင်းသဘောတူလိုက်တယ်ဒါနဲ့မန်တဲကိုနောက်တစ်ခါနှိုက်ပြီးအိကရရဲ့ကြောက်စိမ့်တစိကလုံးတော်ကိုယူလိုက်တယ်ဟိုဘက်ကဘယင်မကြီးကချက်ချင်းလှမ်းသားတာပေါ့ဒါပေမဲ့ရုတ်တရက်ဆိုတော့မပဲအမျိုးသားကလွန်ခဲ့တဲ့နှစ်2000ကျော်ကဘယင်မကြီးကိုမျက်မှောက်ခစ်စီကိုမတော်မဆဆွဲခေါ်မိလေရတာထစ်သွားပါတော့တယ်